ဒီနေ့ကတော့အင်းမုံတီကိုငချင်းချစ်လေးနဲ့ချက်ပြမှာဖြစ်ပါတယ်ရှင်အိမ်မှာအစင်နဲ့ဝယ်ထားတဲ့မုံတီ6ရှိတဲ့အတွက်အဲ့ဒီမုံတီ6ကိုပဲပြုတ်ပြီးတော့မုတ်ဖက်ရအောင်အရင်ဦးဆုံးပြုတ်ထားလိုက်ပါတယ်ငချင်းချစ်အဝတ်သားလောက်ကိုရေအေးလေးနဲ့အရင်ဆုံးဇွန်းလေးနဲ့ခြေတယ်ပြီးတော့စနွန်းမုံလေးထည့်ပြီးတော့မီးပေါ်တင်တယ်ပြီးတော့ရေနွေးလေးထည့်ပြီးမှပြုတ်ထားတာဖြစ်ပါတယ်ခရမ်းချစ်နီးတွေကိုရေနွေးပူပူနဲ့စိန်ထားလိုက်ပြီးတော့အခွန်ခွာလို့ရတဲ့အချိန်ကျတော့ဒီမျိုးကြည်နေအောင်နှုတ်နှုတ်လေးဆင်းထားလိုက်ပါတယ်ပြီးတော့ကြက်သွန်မိတ်နစီးကိုလည်းပပလေးတွေအစင်နဲ့လီထားပါမယ်ဆန်အစိမ်းမုံ3စွန်းလောက်ကိုရေအေးနဲ့စိန်ထားပြီးတော့မွေထားပေးပါမယ်တခါတလေကြောက်လို့ရှိရင်ထမင်းနဲ့ဟင်းချဲပဲစားနေရရင်ညှိငွေလာတဲ့အတွက်တခါတရံဒီလိုလေးအင်းမုံဒီလေးချက်စားဖြစ်ပါတယ်ခုနကငါးပြုတ်ထားတာပွက်လာပြီဆိုတဲ့အချိန်ကျတော့စားထည့်မယ်ဟင်းချုံမုံထည့်မယ်ပြီးတော့ခုနကတောက်ဆင်းထားတဲ့ခန်းချင်ဒီ၄လုံးကိုထည့်မယ်ပြီးရင်ဆန်စိမ်းအရေဖြော်ထားတာကိုလည်းဆန်စိမ်းမုံအရေဖြော်ထားတာကိုလည်းထည့်ပြီးတော့ပွက်အောင်တည်ထားလိုက်ပါမယ်အခုချက်ပြထားတဲ့အချို့အစားကတော့အင်းမုံဒီ6ပွဲတာလောက်ရပါတယ်ရှင်10မိနစ်လောက်ဘီးပေါ်တင်ထားပြီးလို့ရှိရင်ပွက်လေးဆူလာပြီဆိုရင်ခန်းချင်ဒီလေးလည်းကျက်သွားပြီပေါ့နော်အဲ့ချိန်ကျရင်ပလီထားတဲ့ကြက်သွန်မိတ်ကိုထည့်ပြုတ်လိုက်ပါမယ်ရှင်အခုထည့်လိုက်တဲ့ကြက်သွန်မိတ်လေးတွေနွမ်းသွားအောင်တည်ထားလိုက်ပါမယ်ကြက်သွန်မိတ်လေးတွေထည့်ပြီးပြီဆိုတာနဲ့ဟင်းရီဦးကအရန်ကိုမွေးတက်လာတယ်စားချင်စပွဲအနက်လေးဖြစ်နေပါပြီအပေါ်အငံလေးလည်းအရင်မြည်ကြည့်လိုက်မယ်ပေါ့နော်အပေါ်အငံလိုတာရှိရင်တော့ပြန်ထည့်လို့ရတယ်အခုကတော့အဆင်ပြေနေပြီဖြစ်တဲ့အတွက်မီးကိုလျှော့ပြီးတော့အရှိန်လျှော့ပြီးတော့ပြန်တည်ထားလိုက်တယ်ဟင်းကတော့ကြက်နေပြီဖြစ်ပါတယ်အခုကတော့ကြက်သွန်ဖြူထောင်းပြီးတော့စီချက်လှုပ်ထားတာပါအင်းမုံဒီမှာဒီစီချက်ကလည်းမပါမဖြစ်ပါမရမှာဖြစ်ပါတယ်အခုကတော့ပွဲပြင်လို့ရပြီပေါ့နော်မုတ်ဖက်မှာဒီကြက်သွန်ဖြူစီကြက်သွန်အဖက်ကလေးတွေကိုထည့်မယ်ပြီးတော့ခုနချက်ထားတဲ့အင်းမုံဒီဟင်းရီကိုလောင်းထည့်လိုက်မယ်ပြီးတော့အကျွတ်ကြော်ထားတဲ့မုံတီ6လေးတွေကိုလည်းအပေါ်ကဖြူပေးလိုက်ပါမယ်ကြက်သွန်ပင်နဲ့နံနံပင်ရောထားတာလေးကိုအပေါ်ကဖြူလိုက်ပါမယ်တံပြာရည်လေးညှင့်ပါမယ်အဆက်ကြိုက်တဲ့လူကတော့မြုပ်တီမုံကြော်လေးကိုလည်းထည့်စားရင်မွေးဆက်လေးနဲ့ချင်ဆက်လေးပေါ့နော်အဲ့လိုလေးစားလို့ကောင်းတဲ့အိမ်မုံဒီလေးရပါပြီရှင်